လေးစင်က 5.4 အောက်မှာတို့ကိုရှင်းပါတဲ့ကလေးတို့ရေဒီမှာဆိုရင်တီချာတို့အပိုင်းငိမ့်တွေမြောက်ထားတာကလေးတို့မြင်ရမယ်အဲ့တော့တီချာတို့ကဒီအပိုင်းငိမ့်ကိုအရှင်းဆုံးပုံစံပြောင်းမှုအတွက်ဆိုရင်တီချာကဒီပုတ်စာမှာဆိုရင်ကိန်းမင်းကိုအရှိန်ဆွဲလိုက်တယ်ပိုင်းဝေချင်းမြောက်ပိုင်းချေချင်းမြောက်ဒါကြောင့်မလို့ -x into -x ပိုင်းဝေချင်းမြောက်လိုက်ပြီးရင်ပိုင်းချင်းမြောက်4 into 6ဒီမှာကတော့တီချာကလေကိန်းမင်းကိုပြင်လင်းမဆွဲဘဲနဲ့လက်ကလေးနဲ့ဆွဲလိုက်တယ်နော်ဘာဖြစ်လို့လဲတီချာကပေရန်ကိုင်းနဲ့ဘောပင်ကိုင်းနဲ့ခင်းကိုင်းနဲ့ဆိုလက်တွေအရင်ရှုပ်ပြီးတော့မှကလေးတို့မြင်ကွင်းကလေးရမဖြစ်မှာဆိုလို့နော်ဟုတ်ပြီအဲ့တော့မှကလေးတို့ကြည့်အောင်တီချာတို့ခြေလို့ရတဲ့ကိန်းတွေရှင်းလို့ရတဲ့ကိန်းတွေရှိလားမရှိဘူးအဲ့တော့ဝေချင်းမြောက်မယ် -x ရ -x ရမြောက်မယ် x နဲ့ x နဲ့မြောက်ရင်သူ့ရဲ့ထညိုးတွေပါမြောက်ကမှာဟုတ်လားအခြေတူတယ်မြောက်ထားတယ်ထညိုးတွေကလို့မလဲပေါင်းမယ်ဟုတ်လား x နဲ့ x နဲ့မြောက်လိုက်တော့ဒီချက်တို့ဘာရမှာလဲဟုတ်ပါတယ် x square ရမှာပါ -0 မြောက်ရင် plus x power 1 x power 1မြောက်ရင်အခြေတူတယ်မြောက်ထားတယ်ထညိုးတွေပေါင်းမယ်ဟုတ်လား1 1နဲ့ပေါင်းလိုက်တော့2ဖြစ်သွားတယ် x power 2အောက်ကကျတော့4 into 6 6လေးလီ24ဒါဆိုရင်ဒီချက်တို့ရဲ့အရှင်းဆုံးပုံစံလီ x square by 24နားလည်မလားနံပါတ်2 -60 xy square by 8y into 40 x square y by 40y နဲ့အဲ့တော့ဒီမှာဆိုရင်ဒီချက်ကကိန်းတစ်ခါတည်းရှင်းလို့ရတယ်စောစောလိုမျိုးဒီလိုမျိုးစုမနေတော့တစ်ခါတည်းရှင်းတော့မယ်ဟုတ်ပြီနော်ခြေလို့ရတဲ့ကိန်းတွေခြေမယ်ရှင်းလို့ရတဲ့ကိန်းတွေရှင်းမယ်14နဲ့ခြေသွားပြီဟုတ်လား14တက်လီ14တက်လီ14ပြီးရင်ကြည့်အောင်8တက်လီ8နှစ်လီ16ထပ်ကြည့်သွားပြီဒီမှာက x တစ်လုံးဒီမှာက x တစ်လုံးထပ်ကြည့်သွားပြီဒီမှာက y တစ်လုံးဒီမှာက y တစ်လုံးထပ်ကြည့်သွားပြီအဲ့ဒါဆိုရင်ဒီချက်တို့ပိုင်းချိန်မှာဘာတွေပဲကြံခဲ့တော့မလဲ1တွေပဲကြံခဲ့တော့မယ်ပိုင်းဝေကိုကြည့်ရအောင်-2ဒီမှာက y square ကျန်တယ်ဒီမှာက x square ကျန်တယ်ဒါဆိုရင်ဒီချက်တို့ပြအောင်မယ်ဟုတ်လား-2y square နဲ့ x square နဲ့မြှောက်လိုက်တော့-2 x square y square ပိုင်းဒီမှာ1တစ်လုံးနဲ့ကျန်နေတယ်ရေးစရာလိုလားမလိုဘူးဒီအဆင့်မှာလည်းရက်လိုက်လို့ရပြီဟုတ်ပြီနံပါတ်3တပိုက်ပိုင်းဘာလို့ထားရလဲစားထားတယ်အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လန်းဟုတ်လားဒါကြောင့်မလို့ 81k square by 28k ဒီချက်ပြန်ရေးတယ်ပြီးရင်အစားကိုအမြောက်ပြောင်းပြီးတဲ့အချိန်မှာ 7k power 2ကပိုင်းဝေရောက်သွားပြီးတော့ပိုင်းချိန်မှာ 9k ဒီချက်တို့ကရှင်းတော့မယ်ဟုတ်ပြီနော်ဒီမှာက k တစ်လုံးဒီမှာက k တစ်လုံးဒီ k နဲ့ထပ်နဲ့ကြည့်သွားမယ်ဟုတ်လားအဲ့တော့9နဲ့ကြည့်အောင်9တက်လီ9လေးလီ28 6တက်လီ9လီ81ထပ်ရှင်းစရာရှိသေးလားမရှိတော့ဘူးဒါဆိုရင်ဒီချက်တို့ရဲ့အရှင်းဆုံးပုံစံပြောကြည့်အောင်ဒီမှာ6တစ်လုံးကျန်တယ်ဒီမှာက k power 3ကျန်တယ် 9k power 3ပိုင်းချိန်မှာဘာပဲကျန်တော့မလဲ4တစ်လုံးပဲကျန်တော့မယ်ဒါဆိုရင်ဒီချက်တို့ရဲ့အရှင်းဆုံးပုံစံဒီ 9k power 3 by 4နံပါတ်4ရှေ့ကိန်းပြန်ရေးတယ်အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လန်း y minus z by 8 plus z ပိုင်းဝင်နဲ့ပိုင်းချိန်နဲ့ပြောင်းသွားတာကလေးတို့မြင်လားကလေးတို့မရှင်းပါဆိုလို့ဒီချက် z ကိုဒီလို level လေးလိုက်ထည့်လိုက်မယ်နောက်တစ်ပြဆို2နဲ့မှားမှာဆိုလို့အဲ့တော့ဒီမှာဆိုရင်ဒီချက်တို့ရှင်းလို့ရလားဒီမှာက y minus z ဒီမှာက8 plus z ဒီမှာက x minus z ဒီချက်ခြေလို့မရအောင်เนาะတတိထားကြည့်ဒီမှာက y minus z အဲ့တော့ဒီချက်တော့ဝေချင်းမြောက်ခြေချင်းမြောက်ဟုတ်လားဝေချင်းမြောက်တော့ y plus z into y minus z ရမယ်ခြေချင်းမြောက်တော့ x minus z into 8 plus z ရမယ်ကလေးတို့ဘာလို့မြင်လဲဟုတ်တယ်ကွဲတခြားပုံသင်းဒီအပေါင်းတကွင်းအနှုတ်တကွင်းဟုတ်လားဒါဆိုရင်ထိတ်နှက်ချက်ပိတ်နှက်ချက်အလဲမှာအနှုတ်အဲ့တော့ဒီချက်မဆန့်တော့ဘူးဒါပေမဲ့ရအောင်ရေးလိုက်မယ်နော် y square minus z square ပိုင်းဟုတ်လားအောက်မှာလဲ a square minus z square ဒီချက်တို့ကဝဲတရားပုံသင်္ဍီဖြစ်တာဖြစ်တဲ့အတွက်ထိနေချက်ပိနေချက်အလဲမှာအနှုတ်ပုံစံလေးဝင်သွားတယ်ပုံသင်္ဍီပုံစံလေးဝင်သွားတယ်ဟုတ်ပြီနော်အဲ့တော့နံပါတ်5မှာကြည့်အောင်ဒီချက်တို့ရဲ့ဂိမ်းကရှင်းလို့ရလားမရဘူးတွေ့လားထိနေချက်ပိနေချက်ပုံစံလည်းမဝင်ဘူးဒီမှာက a square minus 2ဒီမှာက a square plus 2ဒါဆိုရင်ဒီချက်တို့ကဝေချင်းမြောက်ချင်းမြောက်ဟုတ်လားမြောက်မယ်အဲ့တော့2 into 1ပေါ့ဒါပိုင်းဝေချင်းမြောက်လိုက်ပြီပိုင်းချိန်မှာကြတော့ a square minus 2 into a square plus 2ဒီမှာကလေးတို့ဘာမြင်လဲ
ရှေ့ကိန်းကအနှုတ်နောက်ကိန်းကအပေါင်းဒါဆိုရင်ကွဲတခြားပုံစံဒီပုံစံဝင်လို့ရတယ်ဟုတ်လားနှစ်နဲ့1နဲ့မြောက်တော့နှစ်တလီနှစ်ထိတ်နဲ့ထက် a square ကိုနှစ်ထပ်တင်မယ်ဟုတ်လားဘိတ်နဲ့ထက်2ကိုနှစ်ထပ်တင်မယ်အလဲမှာပါလဲအနှုတ်အဲ့တော့ထပ်ရှင်းမယ်2ပါထညုံပေါ်ထညုံတင်ရင်ထညုံအချင်းချင်းမြောက်မယ် a square ကိုနှစ်ထပ်တင်နော် x power 4 minus နှစ်နဲ့ထပ်ကဘယ်လောက်လဲ4ဒါဆိုရင်ဒီချက်တို့ရဲ့အရှင်းဆုံးပုံစံဒီ2 by 8 power 4 minus 4ရမလားဒါဆိုရင်နံပါတ်6လေးဆက်သွားရအောင်နံပါတ်6မှာကြတော့ဒီချယ်တို့ကဘာကိုပုံထုတ်ထားလဲ 80 ကိုပုံထုတ်ထားတယ်အဲ့တော့ဒီ80ကိုပုံထုတ်ထားဆိုတဲ့အဓိပ္ပာယ်ကဒီလက်သေးကွင်းထဲမှာရှိတဲ့ကိန်းနှလုံးလုံးနဲ့ဆိုင်နေဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီချက်ကဒီ80ကိုဒီလက်သေးကွင်းနှစ်ခုလုံးကိုဝင်မြောက်မယ်အဲ့တော့မြောက်မယ်နော်80 into 2t plus 3 by 2 minus 80 into 2t plus 4 by 9အဲ့တော့မှဒီချဲတို့ပိုင်းရည်တွေကိုခြေရအောင်နှစ်တလီနဲ့နှစ်ကိုလေး18ဟုတ်လား6တလီကို6နှစ်လီ8ဒါဆိုရင်ဒီချဲတို့ကိန်းခြေလို့ပြီးပြီအဲ့ပိုင်းရည်တွေမရှိတော့ဘူးတွေ့လားအဲ့တော့ပိုင်းဝေတွေမြောက်ရအောင်9နဲ့ 2t နဲ့မြောက်တော့ 80t 9နဲ့ plus 3နဲ့မြောက်တော့6 3လီ20ခွန်ပြီးအနှုတ် minus 2နဲ့ 2t နဲ့မြောက်တာဟုတ်လားအဲ့တော့ minus 4t minus 2နဲ့ plus 4နဲ့မြောက်တာ minus 8ဟုတ်ပြီဆက်ရှင်းလို့ရသေးလားရပါတယ်ဒီမှာက 80t ဒီမှာက 40 ဟုတ်လားလက္ခဏာမတူရင်နှုတ်မယ်ကြီးရဲ့လက္ခဏာတက်မယ်အဲ့တော့အပေါင်းကကြီးနေတော့18ထဲက4ကိုနှုတ်ရင်14ကျန်တယ် 40t ပေါ့ plus 27ရင် minus 8ရရှင်းလိုက်တော့အားကြမ်းမလဲဟုတ်ပါတယ် plus 90 29နဲ့က8ကိုနှုတ်တာဟုတ်လားအဲ့တော့20ထဲက8ကိုနှုတ်လိုက်ကွာ20ထဲကနေ8ကိုနှုတ်ရင်ဘယ်လောက်ကျန်မှာလဲ12ကျန်မှာ12နဲ့9နဲ့ပေါင်း19ပေါ့ဒါဆိုရင်ဒီချယ်တို့ရဲ့အရှင်းဆုံးပုံစံဒီ 40t plus 90ဆက်ရှင်းမယ်နံပါတ်ပုံစာမှာဆိုရင်ဒီချယ်တို့ကတပိုက်ပိုက်အစားကြီးကိုလည်းမြင်ရမယ်ရှေ့ဆုံးမှာဆိုရင်ထိနဲ့ထက်ပြီးနဲ့ထက်ပုံစံဝင်နေရလည်းမြင်ရမယ်ဟုတ်လားဒါဆိုရင်ဒီချယ်တို့ပြင်ကြည့်အောင်ထိနဲ့ထက်ဘိနဲ့ထက်အလဲမှာနှုတ်ဆိုရင်အပေါင်းတစ်ခွေအနှုတ်တစ်ခွေဒါဆိုရင် y plus 2တစ်ခွင် y minus 2တစ်ခွင်ဟုတ်လားပိုင်းတွေက 2y က 2y ပဲပြောင်းလဲကြမလို့အနောက်မှာရှိတဲ့အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လန်းဆိုတော့1 by y plus 2ဒီပုံစံလေးဝင်သွားတာကိုခလေးတို့နားလဲမလားအစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လန်းရှင်းမှာကကြတော့ y square minus 4ဆိုတော့ဟုတ်လား4ဒီ2နဲ့ထက်လေထိနဲ့ထက်ဘိနဲ့ထက်အလဲမှာနော်အပေါင်းတစ်ခွေနှုတ်တစ်ခွေခွဲတခြားပုံနေနေအဲ့တော့ဒီမှာအမြောက်ဖြစ်သွားပြီဒီမှာလည်းအမြောက်တွေဆိုတော့ဒီချက်တို့ကိန်းထည်တဲ့နည်းသုံးပြီးရှင်းလို့ရတယ်ဟုတ်လား y plus 2ချင်း y plus 2ချင်းရှင်းလိုက်မယ်ဒါဆိုရင်ဒီချက်တို့ရဲ့အရှင်းဆုံးပုံစံဒီ y minus 2 by 2y ပြီးပြီဟုတ်လားနံပါတ်9ဒီမှာဆိုရင်ဘာမှတော့ရှင်းစရာမလိုဘူးဒီချက်တို့ကိန်းခြေတက်ရရပြီအဲ့တော့ခြေလို့ရလားကြည့်ရအောင်ဒီမှာက a တလုံးဒီမှာက a တလုံးကြည့်သွားပြီပြီးရင်ရှေ့စရာရှိသေးလားဘာရှိတော့เนาะ a တလုံးနဲ့ခြေလို့ရမယ်ကျွန်တော်မှခြေလို့မရတော့အဲ့တော့ဝေချင်းမြောက်ခြေချင်းမြောက်ရအောင်ဒီချက်ဒီမှာရှင်းသွားအောင်ဒီလိုလေးမြောက်ပြမယ်ကလေးတို့ကိုအဲ့တော့ကြည့်အောင်5ရဲ့ကိန်းသေးsorry မြောက်ဖို့ကိန်းနှောက်စရာမရှိတော့5တလုံးနဲ့ပဲအဲ့တော့ a ရဲ့ c square ရဲ့ c power 2ရဲ့မြောက်တော့ a c power 5ဟုတ်တယ် c power 2နဲ့ c power 3နဲ့မြောက်ရင်ဘာရမှာလဲ c power 5ခြေတူတယ်မြောက်ထားတယ်ဘာလို့လဲထညုံးနေပေါင်းပေးမယ်ဒီမှာဆိုရင်6ရှစ်လီဟုတ်ပါတယ်82ဒီမှာက b နဲ့ထက်ဒီမှာက b လေးတဲ့မြောက်လိုက်တော့ b 6ထက်ဟုတ်လားb power 1 b power 1 b power 4အခြေတူတယ်မြောက်ထားတယ်ထညုံးနေပေါင်းမယ်1ရဲ့4ရဲ့ပေါင်းတော့6ရတယ်ဒါဆိုရင်ဒီချက်ရဲ့အဖြေဒီ 5ac power 5 by 72 b power 6ရမလားနံပါတ်7ကြည့်အောင် m square minus 4ဟောဒါကဘာလဲကွဲတခြားပုံနေနေဟုတ်လား m plus 2တကွင် m minus 2တကွင်ဟုတ်ပြီအောက်မှာရှိတဲ့ကိန်း m square minus 3m plus 2တဲ့သူ့ကိုလည်းဒီချေတို့ကစာခွဲသိမ်းခွဲမယ် m square က m into m ဟုတ်လားနောက်မှာရှိတဲ့အနှုတ်ဒီအနှုတ်ကအနောက်မှာရှိတဲ့အပေါင်းကိုသွားမြောက်ရင်ဘာပဲလဲအနှုတ်ပဲဒီမှာကအနှုတ်ဒီအနှုတ်ကအပေါင်းကိုမြောက်ရင်လေအနှုတ်ဒါဆိုရင်အနှုတ်နှစ်ကွင်းနှစ်တလီနှစ်ဒါဆိုရင်2နဲ့ m နဲ့မြောက်တော့ -2 နဲ့ m နဲ့မြောက်တော့ -2 ရ -1 နဲ့ m နဲ့မြောက်တော့ -1m
minus 2m ရဲ့ minus 1m ရဲ့ပေါ့နော် minus 3m တို့ကဒီချက်ခွဲလိုက်တာတက်ချေကနည်းနဲ့ခွဲရတာမှခွဲမပြတော့ဘူးမျိုးလုံးနဲ့မြင်အောင်တခါလည်းပြောလိုက်တယ်ပြီးအစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်စမ်းဒီချက်ဘာတွေလောက်သွားလဲမြင်ရလားဟုတ်ပြီအဲ့ဒါမှဒီချက်ကရှင်းမယ်ဒီမှာက m-1 ဒီမှာ m-1 ခြေသွားပြီဒီမှာ m-2 ဒီမှာ m-2 ခြေသွားပြီဒါဆိုရင်ဒီချက်တို့ရဲ့အရှင်းဆုံးပုံစံလေး m + 2 by m နားလည်မလားနံပါတ်8ဒီမှာလည်းအဲ့လိုပဲဒီချက်ဘာလို့မှလဲစာခွဲကိန်းခွဲကြမယ်ဟုတ်လားအဲ့တော့ဒီချက်ထုံးစံတိုင်းပဲနှစ်ကွင်းခွဲလိုက်ပြီးပိုင်းချိန်မှာဒီစကွဲပြီးအစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လမ်း1 - t - 1ဒီစကွဲဆိုတော့ရှေ့မှာလဲ d နောက်မှာလဲ d ဟုတ်ပြီဒီမှာကအနှုတ်ဒါကြောင့်အနှုတ်ကအနောက်ကအပေါင်းကိုမြှောက်တော့အနှုတ်တစ်ကိုခွဲမယ်တစ်တလီ1 -1 နဲ့ t နဲ့မြှောက်ရင်-d -1 နဲ့ t နဲ့မြှောက်ရင်-d -d နှစ်ခါရတယ်ဟုတ်လား -d ရဲ့ပေါ့နော် -2d ဒီကျေတို့ဖြေမှန်တယ်တွေ့လားအဲ့တော့မှဒီကျေတို့ဘာလုပ်မလဲဂိမ်းရှင်းပါမယ်ခြေပါပြီဒါဆိုရင်ဒီကျေတို့ကြံမယ်ဂိမ်းဒီ t - 1 by d အရင်လွယ်တွေ့လားဒီချက်အရှိမသင်ခဲ့တဲ့အဆင့်တွေကိုဒါလေအရှိမသင်ခဲ့တဲ့ပု္ပ္ပစာတွေကိုဒါကျင့်ညက်ခဲ့မယ်ဆိုရင်ဒီချက်နဲ့အတူပု္ပ္ပစာလိုက်တွေ့ရင်ဒီချက်သင်ထားတာကိုအိမ်မှာနောက်တစ်ချိန်ကိုယ့်ကိုပြန်စူးစမ်းပြီးတွက်ကြည့်မယ်ဆိုရင်ဘာမှခက်တာမရှိဘူးเนาะနံပါတ်10ကိုကြည့်ရအောင်နံပါတ်10မှာဆိုရင်ဒီချက်တို့ကကိန်းတော့ခြေခြင်းတယ်ခြေဖို့အတွက်ကိုဒီမှာကြည့်အောင်အလဲမှာဘာလက္ခဏာတွေပါနေလဲအနှုတ်လက္ခဏာတွေပါနေတယ်အဲ့တော့အနှုတ်လက္ခဏာတွေကိုတတ်ခြေမယ်ဒီကိန်းနှစ်ခုကိုခြေလို့ရတယ်တွေ့လားပိုင်းဝင်နဲ့ပိုင်းခြေနဲ့အဲ့တော့ဒါကိုအရင်ခြေနိုင်အောင်စူးစမ်းကြည့်မယ်ဒီမှာက4ဒီမှာက6ခြေကြည့်အောင်2နဲ့4 2 3 6ဟုတ်လားဒီအပေါ်နဲ့အောက်နဲ့ခြေလို့မရဘူးเนาะဒီမှာဘာလက္ခဏာတွေပါနေလို့လဲအနှုတ်တွေပါနေလို့အဲ့ဒါကိုသွားခြေရင်မှားသွားမယ်เนาะဒီမှာက x ဒီမှာက x square ဒါဆို x တစ်လုံးကြည့်သွားပြီဒီမှာက y square ဒီမှာက y တစ်လုံးကြည့်သွားပြီအဲ့ဒါဆိုရင်အောက်မှာပါကြမ်းမလဲ y တစ်လုံးပဲကြမ်းမယ်ပြန်ပြောမယ်ဒီမှာက4ဒီမှာက6 2နဲ့4 2 3 6ဒီမှာက x ဒီမှာက x square အဲ့တစ်လုံးကြည့်သွားမယ်ဒီမှာက y တစ်လုံးဒီမှာက y တစ်လုံးဟုတ်လား y နှစ်ထပ်ကြည့်သွားမယ် y တစ်လုံးကြမ်းမယ်အဲ့တော့ဒီပိုင်းချိန်မှာရှိတဲ့ဂိမ်းကိုဒီချဲတို့ဘာလုပ်မလဲ8ကိုပုံထုတ်မယ်အဲ့တော့8ကိုပုံထုတ်ရင်ဘာကြံမှာလဲကြည့်အောင် 2y minus 8ပေါ့ဟုတ်လား8ကိုပုံထုတ်လိုက်တော့8 into 2y minus 8ပြီးရင် into ဒီမှာ 12 minus 24y မှာကဘာတို့ကိုပုံထုတ်မလဲဟုတ်တယ်ဒီချက်ကဒီမှာနည်းနည်းလေးကိတ်လှည့်ခြင်းနဲ့ဒီအပေါ်နဲ့အောက်နဲ့ခြေဖို့ဆိုလို့ရှိရင် -24y က +24y ဖြစ်မှရမှာဒါကြောင့်မလို့ဒီချက်ကဒီမှာဆိုရင် -12 ကိုပုံထုတ်လိုက်တယ်အဲ့တော့ -12 ကိုပုံထုတ်လိုက်ရင်ကြံခဲ့မှာကဒီ x ကဘာ x ဖြစ်သွားမလဲ +x လား -x လား-x အဲ့တော့ -x ကိုဒီချက်အနောက်ပို့လိုက်မယ်နော်အဲ့တော့ -24y ကဘာဖြစ်သွားမလဲ +2y ဒီချက်ကိန်းလှည့်လိုက်တော့မြင်သလားဘာကြောင့်လဲဒီချက်ဒီပိုင်းချိန်နဲ့ခြေခြင်းလို့ဟုတ်ပြီပိုင်းချိန်မှာဘာကြံခဲ့မလဲ 2y အဲ့တော့မှဒီချက်တို့ကဒီမှာလဲ 2y နဲ့8ဒီမှာလဲ 2y နဲ့8ကိန်းခြေလို့ရမှာဟုတ်ပြီလားဟုတ်ပြီဒီမှာရှိတဲ့2နဲ့ဒီမှာရှိတဲ့12နဲ့ကိုခြေလို့ရသေးလားရတယ်2တက်လီနဲ့2 6လီ12ဒါဆိုရင်ဒီချက်တို့ရဲ့အရှင်းဆုံးပုံစံဒီဟုတ်ပြီနော်ဒီမှာ8နဲ့6နဲ့လည်းခြေလို့ရသေးတယ်ထပ်ခြေအောင်မယ်2 3လီ6 2 4လီ8ဒါဆိုရင်ဒီချက်တို့ရဲ့အရှင်းဆုံးပုံစံလေး3 3လီ9 9 8ဟုတ်လားဘိုင်အောက်မှာကြံခဲ့တာဒီ 4y ပြီးပြီဒါဒီချက်တို့ရဲ့အရှင်းဆုံးပုံစံပဲထပ်ချေလို့လည်းမရတော့ဘူး7ကိုကြည့်အောင်ထိတ်နဲ့ထပ်ပိတ်နဲ့ပုံစံဝင်နေတယ်တွေ့လားဒီမှာက a square ဒီမှာက -4b square 4b square ဆိုတာ 2b တဲ့ whole square နဲ့တူတူပဲလေထိတ်နဲ့ထပ်ပိတ်နဲ့ထပ်ဒီချက်တို့ပုံစံဝင်အောင်ပြင်လို့ရတယ်ဟုတ်လားအဲ့တော့ဒီချက်ကတစ်ခါလဲပြင်မယ်ထိတ်နဲ့ထပ်ပိတ်နဲ့ထပ်အလယ်မှာအပေါင်းတစ်ဝဲနှုတ်တစ်ဝဲဆိုတော့ a minus 2 တကွင်း a minus 2b တကွင်း a plus 2b တကွင်းပြီးအစားကိုအမြောက်ပြောင်းမယ်ဟုတ်လားနောက်ကိန်းပြောင်းပြန်လန်းဆိုတော့ဘယ်သူကအပေါ်ရောက်သွားမှာလဲ ab ကအပေါ်ရောက်သွားမယ်ပိုင်းချိန်မှာကြည့်အောင် a square plus 2ab ရေးရမှာဒီချက်တစ်ခါတည်းပြီးအောင်လို့ a ကိုပုံထုတ်လိုက်တယ်ဒါဆိုရင်ကြံခဲ့မှာက a plus 2b ဟုတ်လားအဲ့တော့မှဒီချက်တို့ကဒီမှာရှိတဲ့ a plus 2b နဲ့ဒီမှာရှိတဲ့ a plus 2b နဲ့
ခြေမယ်ဒီမှာရှိတဲ့ A နဲ့ဒီမှာရှိတဲ့ A နဲ့ခြေမယ်ဒါဆိုရင်ဒီခြေတို့ကြံခဲ့မဲ့ gain ဒီ B into A minus 2B အရှင်းဆုံးပုံစံပြောင်းခြင်းနဲ့ထပ်ပြီးတော့ဝင်မြောက်လို့မရဘူးလားရတယ် AB minus 2B square ဒါကဒီခြေထပ်ပြီးတော့မှရှင်းအောင်ပြင်လိုက်တာထပ်ရှင်းလို့တော့မရတော့ဘူးပြီးပြီဒါဆိုရင်နံပါတ်7နဲ့ပြီးသွားပြီနံပါတ်73ဒီမှာကဒီချက်ကိန်းရင်ရှင်းကောင်းမလားမျက်စိလဲနေမှာဆိုလို့မရှင်းသေးဘူးဒီချက်ကိန်းနေအရင်ပြန်ကူးလိုက်မယ်ဒီချက်ရှင်းပြလိုက်လို့တော့ရတယ်ရှင်းလိုက်ရင်ကလေးတွေလဲသွားမှာဆိုလို့ဒီချက် resolution နဲ့နည်းနည်းလေးချထားတယ်ဒီလားကလေးတို့ဒီဟာတွေကို down လို့ရှင် map တွေတအားများနေမှာဆိုလို့အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လာဒါကြောင့်မလို့27x ကပိုင်းဝေရောက်သွားမယ်ပိုင်းခြေမှာ ax cube y square ဖြစ်သွားမယ်အဲ့တော့ကိန်းခြေမယ်6တလီ9 9 3လီ29 8တလီ8 8 2လီ16 3တလီ3 3တလီ3ဟုတ်ပြီဒီမှာ y တစ်ထက်ဒီမှာ y တစ်ထက်ကြည့်ပြီဒီမှာ x နှစ်ထက်ဒီမှာ x တစ်ထက် x 3ထက်ဒီမှာ x 3ထက်ကြည့်ပြီထက်ချေစရာရှိသေးလားမရှိတော့ဘူးဒါဆိုရင်ဒီချေတို့ပိုင်းဝင်မှာဘာပဲကြံခဲ့မလဲဒီမှာ6တစ်ထက်ကြံ6တစ်လုံးကြံတယ်ဒီမှာ2တစ်လုံးကြံတယ်6နှစ်လီ12နောက်ဆုံးမှာ x တစ်လုံးကြံတယ်12x ပိုင်းချေ y power 2ရယ် y power 2ရယ် y 3တက်ရယ် y နဲ့တက်ရယ်အဲ့တော့ y power 5ဒီချေတို့ရဲ့အရှင်းဆုံးပုံစံဒီ 12x by y power 5အဲ့တော့နံပါတ်14 4x by 4x minus 3နောက်မှာ divide by ဆိုပြီးတော့ပါနေတယ်တွေ့လားဒါကြောင့်မို့ဒီချက်ရှစ်ကိန်းပြန်ကူးတယ်အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လှန်လိုက်တယ်ဒါဆိုရင် 8x minus 6ကပိုင်းဝေရောက်သွားပြီးတော့ပိုင်းခြေမှာ 7x square နောက်ကိန်းကသူ့အတိုင်းပဲပြန်ရေးတယ်ဟုတ်ပြီနော်အဲ့တော့ကလေးတို့ဒီချက်တို့ကိန်းခြေလို့ရလားအဲ့တော့ကိန်းခြေဖို့အတွက်ဆိုရင်ဒီမှာရှိတဲ့ 8 minus 6ကိုဒီချက်ဘာလုပ်ဖို့လိုသေးလဲနှစ်ကိုပုံထုတ်ဖို့လိုတယ်အဲ့တော့ဒီချက်ဒီမှာအရင်ဆုံးဒီကိန်းကိုအရင်ရှင်းလိုက်မှာကွာဟုတ်ပြီလားဒီမှာက x တစ်ထက်ဒီမှာက x နှစ်ထက်ဆိုတစ်ထက်ကြည့်သွားမယ်ဒီမှာက2 3လီ6 2 2လီ4ဟုတ်လားထပ်ရှင်းလို့ရသေးတယ်ဒီမှာက3ဒီမှာက3ကြည့်သွားပြီအဲ့တော့မှဒီချက်ကဒီမှာရှိတဲ့2 by 4x minus 3ကိုအဲ့တိုင်းမှတ်ထားမယ်ဒီမှာရှိတဲ့ 8x minus 3မှာဒီချက်က2ကိုပုံထုတ်လိုက်မယ်ဒါဆိုရင် 4x minus 3ကျန်မတွေ့လားရောက်စရာရှိသေးလားမရှိတော့ဘူးတိုင်းချိန်မှာဘာကျန်ခဲ့မလဲ x တစ်လုံးပဲကျန်ခဲ့မယ်ပြီးအမြောက်1 by 8 plus 1ဖတ်ကြည့်ပြီတွေ့လားဒါဆိုရင်ဒီချက်တို့ဘာပဲကြံမလဲ2ရဲ့မြောက်တော့4တိုင်းချိန်မှာ x ရဲ့ 8 plus 1ရဲ့မြောက်တော့ x square plus x ပေါ့ဒါဆိုရင်ဒီချက်တို့ရှင်းစရာမရှိတော့ဘူးပြီးပြီ4 into 4 by x square plus x နံပါတ်15 y square minus 9ထိတ်နဲ့ထပ်ပိန်းနဲ့ထပ်အလဲမှာနှုတ်အပေါင်းတကွင်းအနှုတ်တကွင်း y plus 3တကွင်း y minus 3တကွင်းအောက်မှာ y square into y minus 3ပြန်ရေးတယ်အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်တယ် y ကအပေါ်ရောက်သွားမယ်အောက်မှာ y plus 3အဲ့တော့ဒီမှာအနှုတ်တကွင်းအပေါင်းတကွင်းဒီမှာအနှုတ်တကွင်းပေါင်းတကွင်းဒီမှာ y နှစ်ထပ်ဒီမှာ y နှစ်ထပ်ဒီမှာ y နှလုံးဒီမှာ y နှစ်ထပ်ဒါဆိုရင်ဒီချက်တို့ရှင်းလိုက်တဲ့အရှင်းဆုံးပုံစံဒီတစ်ပဲကြံပါမယ်16ကိုကြည့်ရအောင်နံပါတ်16ပုံစံလေးဒီချင်းလိုက်ကြည့်အောင်စိုးစိုးကမိကုန်းလေးမှားသွားလို့အဲ့တော့နံပါတ်16နော်အဲ့တော့အပေါ်ဆုံးကိန်းကိုဘာလုပ်မှာလဲစာခွဲကိန်းခွဲမယ်ဟုတ်လား k into k ဒီမှာကအနှုတ်ကအနှုတ်ကိုမြောက်တော့အပေါင်းအနှုတ်တကွင်းအပေါင်းတကွင်းခြားနာခြင်းနဲ့ရှာမယ်အဲ့တော့6ကိုခွဲမယ်3 2လီ6နှစ်3လီ6သွားလို့မရအောင်เนาะဘာဖြစ်လို့လဲဆိုတော့ teacher တို့လိုချင်တာ -k မလို့တွေ့လားဒါကြောင့်မလို့ teacher က3 2လီ6အနှုတ်ကိုကြီးရဲ့ပုံမှာထားမယ်အဲ့တော့ -3k တွေကနေ +2k ကိုနှုတ် -1k ကျန်မယ်ဟုတ်လားအဲ့တော့ဒီမှာ k - 3 into k + 2အောက်မှာထိနေတဲ့ပိနဲ့တဲ့အလယ်မှာအနှုတ်ပုံစံဝင်နေတယ်ဒါကြောင့်မလို့ k + 3တကွင်း k - 3တကွင်းဟုတ်ပြီပြီးဒီမှာအမြောက် k
k square ပိုင်းဝေကရှင်းစရာမလိုပိုင်းကြီးက k square plus 2k ဘာကိုပုံထုတ်မလဲ k ကိုပုံထုတ်မယ်ဒါဆိုရင်ကြံခဲ့မှာက k plus 2ပြီးရင်အစားကိုအမြောက်ပြောင်းနောက်ကိန်းပြောင်းပြန်လဲဟုတ်လားဒါဆိုရင်ပိုင်းဝေမှာက k minus 3တကွင်း k minus 3တကွင်းဘာကြောင့်လဲ k minus 3 the whole square လို့ပြောထားတာ哦ပြီးရင်ပိုင်းချိန်မှာက k plus 1ဒီချက်တော့ရှင်းရအောင်ဒီမှာ k plus 3 oh sorry ဒီမှာ k minus 3ဒီမှာ k minus 3ကျေသွားပြီဟုတ်တယ်နော်ပြီးရင်ဒီမှာက k plus 3ဒီမှာလည်း k plus ဒီမှာ k plus 2ဒီမှာ k plus 2ကျေသွားပြီဒီမှာ k square ဒီမှာက k တစ်ထပ်ကျေသွားမယ်ဟုတ်လားထပ်ရှင်းရရှိသေးလားမရှိတော့ဘူးဒါဆိုရင်ဒီချယ်တို့ကဒီမှာကျင် k into ပိုင်းဝေမှာက k minus 3 into k minus 3ဒါပိုင်းဝေမှာကျန်ခဲ့မှာပိုင်းချိန်မှာက k plus 3 into k plus 1ကျန်ခဲ့မှာဒီချယ်တို့အရှင်းဆုံးပုံစံထပ်ပြောင်းရမယ်ဟုတ်လားဒီမှာကအနောက်နှစ်ကွင်းဆိုတော့ဟုတ်လား k minus 3 the whole square k minus 3 the whole square ကိုရှင်းရင် k square ထိတ်နဲ့ထက်ပြီးအလဲမှာပါလဲမြောက်ချင်းနှစ်ဆအဲ့တော့ဒီမှာဒီချက်ဒီလိုရှင်းပြမယ် k minus 3 into k minus 3ကိုဒီလိုရှင်းပြမယ် k နဲ့ k နဲ့မြောက်တော့ k square k နဲ့ minus 3နဲ့မြောက်တော့ minus 3k minus 3နဲ့ k နဲ့မြောက်တော့လဲ minus 3k minus 3ရဲ့ minus 3ဆိုplus 9ဒါဆိုရင်ဒီချက်လို့ရှင်းတဲ့ပုံစံဒီ6 square minus 6k plus ဘာရမှာလဲ9ဆိုဟုတ်လားအဲ့တော့ k square minus 6k plus 9ဒါကဒီနှစ်ခုကိုမြောက်တာအရှိမကဘာနဲ့ထပ်မြောက်အောင်မလား k နဲ့မြောက်အောင်မှာပိုင်းချိန်မှာကြည့်ရအောင် k ရဲ့မြောက်တော့ဒီမှာပဲဘေးမှာပဲအကျန်းမြောက်ပြီမယ်နော် k plus 3 into k plus 1မြင်တော့အောင်မြတ်ပြပေးမယ် k နဲ့ k နဲ့မြောက်တော့ k square plus 3နဲ့ k နဲ့မြောက်တော့ plus 3k k နဲ့ 1နဲ့မြောက်တော့ plus 1k 3နဲ့ 1နဲ့မြောက်တော့ 3အဲ့တော့ဒီမှာ 1k ပုံတော့ k ရေးလိုက်ရတယ်ဒီချိန်မှာ1 maybe ရေးလိုက်ပြီလို့ဒါဆိုရင်ဒီချက်တို့ရဲ့ရှင်းတဲ့ပုံစံဒီ k square plus 4k plus 3ပေါ့ဟုတ်လားအဲ့တော့ပိုင်းချိန်မှာက k square plus 4k plus 3အဲ့တော့ဒီမှာရှိနေတဲ့ k ဝင်မြောက်မယ်ကွာမြောက်လိုက်တော့ k power 3 minus 6k power 2 plus 9k by ပိုင်းကြီးကသူ့ကိန်းနိုင်မဲ့ပြန်ရေးမယ် k square plus 4k plus 3နည်းနည်းလေးတော့ရှုပ်တယ်နားမလဲနောက်ချိန်ပြန်ကြည့်ပြီးတော့မှနားလဲအောင်ထိစဉ်းစားမယ်ဟုတ်ပြီနော်